အဲ့လိုရဒီနေ့ငါစတာ955ဝင်းက933ထွိုင်တင်မယ်ဆိုပြီးစုံဖြတ်ထတာကွာအဲ့မှာ954ဝင်းရောက်ပြီးတော့ကွာနောက်ဆုံးတပွင့်အလိုမှာကွာ enemy ကတွေးတယ်ကွာ squad ကိုလည်းကြည့်လိုက်အောင်ကွာကိတ်ချောင်ရဲ့ squad နဲ့တွားတွေ့တာကွာသူ့ရဲ့လက်ရှိ star က984ဝင်းရှိပြီးတော့သူ့ရဲ့ win rate ကလည်း80ကျော်မှရှိတာကွာလက်ရှိဆိုရင် global 73ကွာသူ့အနေနဲ့ high ရက်ဆိုရင်ကွာ global 1ချောင်ထိဖြစ်ခဲ့ဘူးလေကိတ်ချောင် squad နဲ့တွားတွေ့တာကွာငါဒီပွဲမှာဆိုရင်ငါအေးစစ်စစ်လေးပေါ့နော်ငါတင်းကိုငါယုံပြီးထမင်းလေးစားပြီးငါဂိမ်းစော့နေတာကွာအဲ့မှာငါတင်းက nobu ကပေါ့နော် nobu ကကိုကျော်ကြီးပေါ့နော်ကိတ်ချောင်တို့ squad လို့ပြောတော့ကြတော့ငါအနေနဲ့ဒီမှာအပေါ်မှာ creep ဖြတ်နေပြီကွာအမှငါထမင်းစားနေ creep ဖြတ်နေကိတ်ချောင်တို့ squad ဆိုငါပြန်ဘက်ပဲလောက်တာပေါ့နော်အဲ့မှာငါအနေနဲ့တော်တော်လေးကိုနောက်ကျသွားပြီကွာတို့နောက်ကျသွားပြီလို့ငါပြောရလေဆိုတော့ဒီလိုမျိုးကိတ်ချောင်တို့ squad ကငါ့ကို rotation တေးကြပါလို့တော့မှာဘာလို့လဲဆိုတော့ငါရဲ့ရှေ့ရ video ကွာ AI Esport က video ရိုက်ထားတဲ့ video က1 million view တက်ထားတာဆိုတော့ဒီကောင်တွေကငါ့ကိုတီးချင်မှာအမှန်ကန်ပဲကွာဘာလို့ဆိုတော့ငါအနေနဲ့ကဒီလိုမျိုး fight party ကမစော့ဘူးကွာငါ trio ပဲစော့ပြတာများတယ်ကွာငါပြောရအောင်မစုံသေးဘူးဒီမှာငါ့ကိုချောင်းကလာတီးသွားပြီမြင်လားဒီချောင်းကငါ့ပေါ်ပဲ rotation လုပ်တော့မယ်ဆိုတော့ငါတီးတယ်ဒီမှာဆိုငါ level 2သွားယူရရှိတယ်နောက်မှလာပြီးငါ့ကို chicken နဲ့သွေးလျှော့နေတာပေါ့နော်သွေးလျှော့တာတင်ကိစ္စမရှိဘူးကွာငါ့ကို well play တွေရော cocaine တွေရောတေးအောင် spam နေတာပေါ့နော်ငါရဲ့အကျင့်ကကွာငါလေးမတိုက်တတ်ဘူးကွာလေးဟိုပဲငါ focus ဆော့တာပေါ့ဒီကောင်တွေက cocaine တွေရော web တွေရော share span နေတာဒီမှာဆိုရင်ကွာငါအနေနဲ့အပေါ်ကခွေဆိုင်အလဲကို rotation လုပ်တာကွာဒီမှာငါ1 2နဲ့လှည့်အချိန်မှာပါစာကကန်ကောင်းကြီး level 4ရသွားပြီငါ့ကိုချက်ချင်း edit တုံးပြီးဖြစ်တာဒီမှာကွာငါတည်သွားလေကိစ္စမရှိဘူးဒီမှာဒီလူးတော့မေးလေးရကွာတိလားဟိုကိတ်ကိုမတက်ဖက်နေဘူးနောက်ကပါစာကိုသွားတက်တာဒီကိတ်က blin လည်းမရှိဘူးကွာအမှငါတို့ကတစ်ချက်သုံးဖြတ်ချက်ကလွဲသွားပါတော့သူမနဲ့ငါလူမျိုးမတိုက်မဆိုင်သုံးဖြတ်ချက်ကလွဲသွားရောပွဲမှာဆိုရင်ငါယူရင်းနဲ့ကိုဂိုးလိန်းဆိုတာကွာငါအနေနဲ့ဒီ granger ကိုတယောက်တည်းဆို1/1ဆိုရင်ဝါးစားပြလို့ရတယ်ကွာဒါပေမဲ့ enemy ကမြေပုံမှာကြည့်လိုက်ရင် hyper ရောကိတ်ကိုပြောင်းတယ်မြင်လားကိတ်ကငါ့ကိုလာကိတ်ပြီးမြင်လားထုံးတဲ့တိုင်းပဲငါ beautify သုံးပြီးဒီ masman ကိုပြန်မေးလို့ရတယ်ကိတ်ကိုလည်းငါ view size ကြမလို့ကွာကိတ်က10နဲ့ဆိုတာကွာအဲ့မှာငါ masman ကိုမေးလို့လို့ချိန်မှာ hyper ပြောင်းနေငါထုံးတဲ့တိုင်းပဲမြင်လားငါဒီ hyper ငါစီလာတာဆိုငါအနေနဲ့ခွေးဖြစ်သွားပြီကွာဒီကောင်တွေကငါ့ကို day personal ကြီးကြိတ်နေတာပေါ့နော်တကယ်လို့မတော်တဆများငါလွတ်သွားခဲ့သည်ရှိတော့ဆိုနောက်မှဆိုရင်ပါစာကြီးကမြေပုံနောက်မှကြည့်လိုက်ကြိုးဆောင်နေတာမြင်လားအတော်လေးကိုမုန်းနေရကွာငါ့ကိုပွဲမှာဆိုရင်ကိတ်ချောင်ကငါ့ကိုပါစင်နယ်ကိုကစ်တာတပွဲလုံးငါ့ကိုပါစင်နယ်ကစ်တာကွာဒီမှာချောင်းကငါ့ကိုကစ်ပေါ့နော်ဒီမှာဆိုဆိုတာတန်းဖောင်တော့ပါစာကစစ်ချတော့ကြောင့်ငါအနေနဲ့ပြက်သွားတယ်ကွာဒီပွဲမှာဆိုရင်ငါတို့ fight party ဆိုတာဆိုတော့ကွာတိလားငါတို့တင်းမှာ nobu ပါတယ်ကွာ nobu ကငါယုံသွားတဲ့ hyper တွေကတယောက်ပေါ့နော်ပြီးတော့ငါတို့ရဲ့ EHP လိမ့်ရတယ်ကွာတာမတ်မြန်မာနံပါတ်1ကွာတော်တော်လေးကို strong တယ်ဒီညီလေးကတော်တော်လေးလဲကျန်းတယ်ပြီးရင်ငါတို့ရဲ့ကွာ run ကွာ marsha ကွာတိလားဒီကောင်မြန်မာနံပါတ်4 marsha yuchia ကွာငါယုံကြည်ရတဲ့ကောင်တွေကွာငါတို့က connection မိတယ်ဒါ fight party ဆိုတာကွာ public ကညံ့နေဆိုတာမရှိဘူးကွာဒီမှာငါ့ကိုမရမကမြင်လာမင်း retry ရောတုံး edit ရောတုံး bachelor ရောတုံး second tower ထိလိုက်တက်တာမြင်မကောင်းဘူးကွာဒီလောက်အကျိတ်ခံရတဲ့ပွဲဆိုရင်တာကြီးမင်းတို့ငါအကြံပေးမယ်နော်မင်းတို့တန်တာဘက်မထဲနဲ့တန်တာဘက်ထဲ့တယ်ငါအနေနဲ့တန်တာဘက် like ခုတ်ဖို့အတွက်တန်တာဘက် stress ဖို့အတွက်အချိန်မရှိဘူးအဲ့တော့ငါအနေနဲ့အဲ့ဒီ crew သွားလိုက်တာကွာအောက်မှာဆိုရင်ကွာငါဗတ်တဲမဆိုင်နဲ့ပြောနေတဲ့ဂျားကိုငါတို့တင်ကဗတ်တဲဆိုင်တာပေါ့နော်ငါခဏစောင့်အောင်လို့ပြောရဲဆိုမယ်နိုဘူးကလည်းရှော့သွားပြီကွာဟိုမှာဆိုရင် enemy က3កောင်ကျန်နေရငါအနေနဲ့နောက်ကလေးကိုဖြည်းဖြည်းလေးပြန်ဆုပ်ပေါ့နော်ဒီကောင်တွေ3កောင်လုံးကငါ့ကိုတာဝါပေးမပေးချင်ဘူးဆိုငါဒီကောင်တွေ3កောင်လုံး defend တယ်ကွာလှည့်ပြီးတော့ဒီမှာကိတ်ချောင်ကပြေးပြီကွာကိတ်ချောင်မတက်ဘူးမှာတာဝါလေးကို defend ချင်တယ်ဒီမှာဆိုငါဆိုတာကိုတီးတယ်ပေါ့ဆိုတာလေးနောက်ကလေးကိုပြန်ဆုပ်ကွာဒီမှာဆိုရင် enemy ကပါစာကိုလည်းငါလှည့်ချင်တယ်ဒီလိုမျိုးနေရာမှာဒါကငါတန်တာဘက်ထဲ့ထားဆိုရင် enemy ကကောင်တွေပြက်သွားပြီကွာဒါပေမဲ့ငါအနေနဲ့က anti crew ရွေးလိုက်တာပေါ့နော်ဒါငါဆုံးဖြတ်ချက်ကမှားသွားရလို့လည်းဖြစ်မယ်ကွာဒါပေမဲ့ငါအနေနဲ့တေးကြပေါက်ရွေးလိုက်တော့ကွာဘာလို့ဆိုတော့ငါတန်တာဘက်လိုက်စုနေဘူးငါမှအချိန်မရှိဘူးကွာဒီမှာဆိုရင်ငါတို့ရဲ့ room မှာရှာကွာဘလင်းခုံပြီးပါစာကိုတက်ဖို့လို့ဆိုရင်ပါစာငတ်ပြန်သွားဒါကိုမပြန်သေးဘဲနဲ့ဆိုတာကတန်းဖောင်နဲ့လှည့်တော့ကြတော့ဒီဆိုတာကိုမာရှာအပြီးတက်လိုက်ပေါ့နော်ဒီမှာမာရှာလည်းပါစာလေးကိုလိုချင်တော့ထက်လိုက်တာကွာတပွဲလုံးဒီကောင်တွေကကိုကိန်းတွေရောတိလား share span တာကွာဒီမှာငါတို့ရဲ့မာရှာတွေလက်လို့မရတော့ပြေတော့ပေါ့နော်လူတော့ပြလိုက်အောင်လားအင်းကမပြီးသေးဘူး record တွေရော cocaine တွေရော share span တာကွာတိတော်တော်လေးကိုအမြင်ကက်ဆရာကောင်းတယ်ကွာ streamer လို့သာပြောတယ်ဒီမှာဆိုရင်ကွာဒီကောင်တွေကငါ့ကို personal တက်မှာငါတိရပေါ့နော် nobu တိုင်းမင်းနောက်ကနေပတ်ဝင်ပြီးတော့ massman နဲ့မေးကိုမင်းတက်လိုက်ဒီကောင်တွေကငါ့ကိုကစ်မှာဆိုငါတိတယ်ငါအဲ့ဒါကြောင့် nobu ကိုနောက်ကပတ်ဝင်ခိုင်းတာကွာအိမ်မွန်ကွာဒီမှာထုံးတဲ့တိုင်းမြင်လားတာဝါမကြိုးသေးဘူးချောင်းကြီးကငါ့ကိုကစ်တာဒီမှာဆိုတာဝါလုံးဝမကြိုးသေးဘူးကွာဒီမှာ bachelor လည်းဝင်လာ granger လည်းဝင်လာပါစာလည်းအဲ့ဒီဆို enemy က spare အကြီးကြီးထွက်သွားပြီကွာ ဆိုတာလည်း assassin ဖောင်ကြီးနဲ့တုံးပြီးဘက်သွားပြီကွာဒီမှာဆိုရင် enemy က bachelor ကျွံသွားပြီနောက်မှဆိုရင်ကွာတိလား nobu ကမြင်လား enemy ရဲ့ granger ကိုတက်လိုက်ပြီဒါဒီကောင်တွေဖင်ကောင်း star ချင်းရဲ့အကျိုးကျေးဇူးကွာဒီမှာတအားကျွံသွားပြီဒီမှာဆို enemy ကပါစာလည်းမရှိတော့1 2 3နဲ့ငါတို့သွေးဘလောက်မှမရောတော့ဘူးကွာဒီမှာဆိုရင်ဆိုတာလည်းငပိုးကြီးဖြစ်ပြီပေါ့နော်တန်းဖောင်ကြီးနဲ့ဒီမှာဆိုရင် enemy ကပါစာလေးလည်းကြက်ပြောက်ငတ်ပြောက်လေးတေးပြီကွာဒီမှာဆိုရင်တယောက်တည်းကြံပြီးတန်းဖောင်ကြီးနဲ့ဖြစ်နေဆိုတာငါတို့ဝိုင်းပြီးစွန်းကြီးလောင်းလိုက်တာပေါ့ကွာဒီကောင်တွေ record ပြအောင်မလားကိုကိန်းပြောအောင်မလားပေါ့နော်ဝိုင်းပြီးစွန်းကြီးလောင်းလိုက်တာကွာမိက respect မပေးချက်ဆိုတော့အပေါ်မှာ လော်ကြီးထွက်လာတာကိုအောက်လေးမှာလာပြီး bachelor lane defend တာကွာဒီတာမှုကိုလာပြီးရောင်းသွားတာလို့ဒီတာမှုကမြန်မာနံပါတ်1ဒီကောင်အနေနဲ့1ကိုလှိမ့်လိမ့်ခေါ်ပြီးမှတီးတာဟိုကောင် bachelor လောက်တော့မရတော့နောက်ကလူးနောနဲ့ခွေးဖြစ်သွားတာပေါ့ကွာဒီမှာဆိုတာမှုကရှေ့မှာဒီကောင်တိုင်းကလို့နေပြီးမဲ့ကောင်မရှိတော့ငါတို့က share ဝင်ပြီကွာဒီမှာဆို enemy ကနောက်ကိုပြန်ဆုပ်ပြီကွာဆိုတာလည်းမတန်းဖောင်ကြီးတုံးပြီးလှည့်တယ်ပေါ့နော်နောက်မှာပါစာဘာလို့မှမလုပ်လို့မရဘူးကွာဒီမှာဆိုတာလည်းပြက်ပြီကွာကြက်ပြောက်ငါပြောက်ငါရှေ့က granger ရဲ့ damage ငါအနေနဲ့ဖြုံတော့မဖြုံဘူးကွာဒီမှာဆိုရင် emo nobu ကကိုကျော်ကြီးချောင်း edit လေးတောင်းပေးပါလားဆိုတော့ငါအနေနဲ့1 2တက်တာဝါလေးဖင်ကောင်းရတာကိတ်ချောင်းကငါ့ကို personal ကစ်မယ်ဆိုတော့ငါတီးပြီးသားဒီမှာကွာငါ့ကိုကွာတိလားတာဝါဒမိတ်ကတစ်ချက်ဝင်သွားပြီးတော့ငါ edit လေးနှိပ်တာငါငှက်ကလေးနဲ့ slow သွားတော့ငါဖင်ကောင်းစတားပြီးငါ short သွားပြီပေါ့နော်ဒီမှာဆိုရင်ငါ nobu ကသူကကိတ်ရဲ့ edit ကိုတောင်းထားပြီးတဲ့အချိန်မှာသူက massman ဝင်တက်ပြီကွာဒီမှာဆိုရင် enemy ရဲ့ granger သူတေကိုတေလေးထွေးလိုက်တာပေါ့နော် nobu ကတော့ဒါ bachelor ရဲ့ one လေးမှန်ပြီး stand ပြီး short သွားတယ်ကွာဒီဆော့တဲ့9ယောက်ထဲမှာငါကအကြီးဆုံးဆိုတော့ငါညီတို့ AC လေးဘက်လိုက်ကြရအောင်လို့ပြောတော့ဒီကောင်တွေကငါစကားကိုနားထောင်ပြီး AC လေးဘက်တာကွာအဲ့ဒီမှာတာမှုစ် edit မရှိသေးဘူးဆိုရယ်စိတ်နဲ့ဒီကောင်တွေက4ယောက်3ယောက်ဆိုဖင်ရပြီးလိုက်လာတာကွာဒီတာမှုစ်က edit ကကောက်ပြီးစိတ်ပြီး share ခုတ်ပြီးပေါ့နော်ဒီတာမှုစ်ကမြန်မာနိုင်ငံရဲ့အကျဉ်းဆုံးမြန်မာနံပါတ်1တာမှုစ်ကွာဒီညီလေးနဲ့ငါနဲ့1/1နေပြီးငါ Facebook တယ်ဒီညီလေးကငါ့ကိုလေးလဲမတိုက်တဲ့သူကွာဘာမှလည်းမပြောကိုကြီးကျွန်တော် follow လက်ခံပေးပါလားလို့ပြောပြီး respect ရှိလေးကွာသိလားအကျွေးစည်းတွေကခိုင်းကြတယ်သိလားအရန်အတန်မိတယ်ကွာဒီလိုမျိုးတကယ်ကျဲတဲ့ကောင်တွေကဘာအတန်မှမထွက်ဘူးကွာ
ရောဒါ 你我别来，马上没变，没变，马上没变，马上没变， ဒါပဲ 你给我没变，马家伙没变，你给我没变， မြင်မြင်အရင်ချို့အရင်ချို့အရင် 研 ချို့ 究研究研究研究，我要连着干研究。 အဲ့တော့ game လေးရတယ် video ဖြစ်သွားတာပေါ့ဗျာ 那个 gay 了，那个 gay，那个 gay 了，那个 gay 了要。 ဟုတ်တယ်ကေကိုင်းတိုင်းဆိုတော့ကေအဲ့ player ban ကြီးကိုကေကို စတာ955ဖွင့်9သုံးလုံးထိုင်ကိုရောက်တဲ့အထိမ့်မဲ့နေတယ် brother တို့ကိုကျွန်တော်ဒီ Z game shop ကနေ weekly pet လေးကျွန်တော်3ကက်ခေဝေးပေးခြင်းတယ်ပေါ့နော်ကိုမမှာ brother တို့ကြိုက်တာလေးတစ်ခုခုမှန်းခဲ့ဗျာဒီ Z game shop မှာဆိုရင် mobile legend နဲ့ပတ်သက်တဲ့ diamond တွေ weekly pet တွေကိုဈေးနှုန်းတက်တက်တာနဲ့လင်းမြန်စွာဝယ်လို့ရတယ်ဗျာခုချိန်မှာဆိုရင် brother တို့အနေနဲ့ promo diamond event တွေလည်းလာနေပြီဆိုတော့စိန်ဝယ်ချင်တာပဲဖြစ်ဖြစ်ပေါ့နော် brother တို့အနေနဲ့ weekly pet ဝယ်ချင်တာပဲဖြစ်ဖြစ် play store မှာဒီ Z game shop လေးကိုထောင်းပြီးအားပေးခဲ့ကြပါအောင်ဗျာကျွန်တော်ကိုယ်တိုင်လည်းဒီ Z game shop ကိုအသုံးပြုပြီးခေဝေးပေးနေရဖြစ်တဲ့အတွက်ဒီ Z game shop လေးကိုတုံးကြည့်ပေးဖို့အတွက်ကျွန်တော် recommend လေးပေးချင်တယ်ဗျာ